စစ်မော်တာအကြီးကြီးတွေမလို့ပဲပလတ်စတစ်ပလင်တစ်လုံးတန်းနဲ့ရေတင်လို့ရတယ်ဆိုရင်တင်ယုံမလားအခုဖော်ပြပေးမှာကတော့အသုံးမလို့တော့တဲ့ပစ္စည်းလေးတွေနဲ့ရေစွန်းဆက်တစ်လုံးဘလို့ဖန်တီးမလဲဆိုတာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပလတ်စတစ်ပလင်အသေးတစ်လုံးမော်တာအဟောင်းတစ်လုံးနဲ့ပါဝါပေးဖို့အတွက်ဘက်ထရီပက်တစ်ခုကိုပြင်ဆင်လိုက်ပါတယ်ပြီးရင်တော့ပလင်းနဲ့ဖင်းဘက်မှာအပေါက်တစ်ပေါက်ဖောက်ပြီးပလတ်စတစ်ပိုက်အသေးတစ်ချောင်းထည့်ပြီးရေမယိုအောင်အတွင်းရောအပြင်ပါကော်နဲ့တေချပိတ်လိုက်ပါတယ်ပလင်းအဖုံးမှာတော့မော်တာရဲ့ဝင်ယို shaft ဝင်ယုံသားမကမော်တာကိုတွဲချိတ်မဲ့ဝက်ဦးနှချောင်းစာအကြော့ပါအပေါက်ငယ်လေးတွေထပ်ဖောက်ပေးထားပါတယ်ဆက်လက်ပြီးပလတ်စတစ်ပိုက်တစ်ခုကိုထက်ချမ်းချမ်းပြီးမီးအပူပေးတော့ဖြော့သွားအောင်လုပ်ကပြားချက်သွားအောင်ဖိလိုက်ပါတယ်အဲ့ဒီအပြားကိုမှဝိုင်းဝိုင်းလေးလေးခုရအောင်ညှပ်အလေကနေတကြီးလေးတစ်ချောင်းထိုးကော်ပူနဲ့အတေးပိတ်ပြီးကောက်ပလာတစ်ခုတက်ဆင်လိုက်ပါတယ်ရေမယိုအောင်လို့ပလင်းအဖုံးထဲမှာရောဘာဝိုင်းလေးတစ်ခုကိုလည်းအောက်ခံအဖြစ်ထည့်ပေးထားပါသေးတယ်ပြီးရင်တော့ဒလက်ကိုမော်တာဝင်ရိုးမှာတက်ဆင်ပြီးပလင်းအဖုံးကိုအသေးပိတ်လိုက်ပါတယ်ရေထွေးပေါက်အတွက်ပိုက်တက်ဖို့ပလင်းရဲ့ဘေးဘက်မှာအပေါက်တစ်ပေါက်ထပ်ဖောက်ပြီးကော်နဲ့ပဲအသေးပိတ်လိုက်ပါတယ်နောက်ဆုံးအဆင့်မှာတော့ဘက်ထရီပတ်ကိုချိတ်ဆက်ရေစိုးပိုက်ကိုရေတွင်းနဲ့ချရေအနှဲငယ်လောင်းထည့်ပြီးဆက်နိုးလိုက်တဲ့အခါမှာတော့မယုံလိုက်စရာကောင်းလောက်အောင်ပဲဒီလက်လွတ်ရေစိုးဆက်လေးဟာကောင်းကောင်းမွန်မွန်အလုံးလို့သွားတာကိုတွေ့ရမှာပါဒါတွေအားလုံးကိုလွှင့်ဖြစ်တော့မဲ့ပလတ်စတစ်ပလင်းအဟောင်းလေးတစ်လုံးနဲ့ပဲဖန်တီးထားတာခဲ့ပါတယ်